မင်္ဂလာပါကျွန်တော်ခုတ်ခင်းဆောင်ဖြစ်ပါတယ်တမီးလေးဒီမှာကျင်းရဲ့ကင်ရဲ့အဖေဖြစ်ပါတယ်ဒီမှာကျွန်တော်ဇနီးနူးကျင်းတဲ့လျံကျွန်တော်မိသားစုဖြစ်ပါတယ်ဒီနေ့ကျွန်တော်ပြောချင်တာကကျွန်တော်တမီးလေးကျင်းရဲ့ကင်ရဲ့နှလုံးနဲ့ပတ်သက်ပြီးတော့ဒီသူရဲ့မွေးရပါနှလုံးချွေးချက်တွေအကြောင်းအောက်တိုဘာ30ကနေပြီးတော့ဒီအိန္ဒိယပြည်နူးဒယ်ဟီကိုတွားပြီးတော့အာတမစ်ဆေးရုံမှာကျွန်တော်တမီးလေးကိုနှလုံးသွားကုခဲ့ပါတယ်လေဆက်အနေမောင်းပြီးမှရောက်ခဲ့တယ်ရောက်တဲ့ခါမှာကျွန်တော် guest house ကိုကျွန်တော်ရောက်တယ်အဲ့မှာတနိုင်လောက်နားပြီးတော့ကလေးတွေကိုကျွေးစရာပေးစရာရှိကိုပေးပြီးတော့ကျွန်တော်တခါတည်းဆရာစီစဉ်ထားတဲ့အတိုင်းကျွန်တော်ဆရာဝန်နဲ့တွေ့လိုက်တယ်ဆရာဝန်နဲ့ကောင်းကောင်းတွေ့ဖြစ်တယ်အထူးသဖြင့်သူ့နှလုံးကဘယ်လိုပြဿနာဖြစ်လဲဆိုတော့မွေးရပါနှလုံးကအကန်လေးကန်ရှေ့မှာကိုအောက်ပိုင်းအကန်မှာတကန်ပဲရှိတဲ့ခါကျတော့သူ့အတွက်အရန်ယုံပြအလုပ်လုပ်ရတယ်အဲ့ဒါကိုကောင်းကောင်းမွန်ခွဲစိတ်တယ်လို့ဆရာကပြောတဲ့ခါမှာကျွန်တော်အင်မတန်မှဝန်တာတယ်စီယုံမှာဒီသူ့တဖြင့် ICU မှာဆိုရင်သူက9ရက်လောက်နေရတယ်9ရက်နေ့ကျွန်တော်ဒီမြန်မာပြည်ကိုပြန်ရောက်လာပါတယ်အခုသမီးလေးဆိုရင်သူ့ရဲ့နှခမ်းပြာတာလေးတွေလက်ဖြားတွေခြေဖြတ်ပြာတွေမရှိတော့ဘူးကုံလုံးကအဆင်ပြေတော့တဲ့ခါမှာပျော်စွန်လွန်းလို့မျက်ရည်တောင်ကျသွားတယ်ဒီမတန်မှကျေးဇူးအများကြီးတင်တယ်နောက်လေးနှစ်ရောက်တဲ့ခါမှာသူနောက်တစ်ဆင့်ခွဲဖို့ရှိတဲ့တကြောင်နောက်ခွဲစိတ်မဲ့ရဲ့နေရာမှာလဲဒီကိုငီတဲ့သူအဖက်ကပေါ့နော်နိုင်ငံအတေးတရက်ကိုငီတဲ့သူများအားလုံးကိုငီပါစေအမဲတန်းဆူတောင်းပေးတယ်အမဲတန်းတတိရတယ်ဒီထက်မကဒီလိုမျိုးခက်ခဲတဲ့သူများကိုငီနိုင်ပါစေလို့ဒီအဖွဲ့အစည်းများအတွက်ကျွန်တော်အထူးဆုတောင်းမေတ္တာပို့လိုက်ပါတယ်ဘုရားရှင်ကောင်းခြင်းငါချပေးပါစေအာမင်